ဒီနေ့မှာတော့ video တွေကိုဖန်တီးပြီး online platform ကနေဝင်ငွေအများဆုံးရရှိကြတဲ့ထိပ်တန်း creator 10ဦးကိုတင်ဆက်သွားမယ်ဖြစ်ပါတယ်။နံပါတ်10အသက်21နှစ်ပဲရှိသေးတဲ့ Ashok Speed ဟာကမ္ဘာတဝန်း live streaming လောကမှာအများဆုံးကြီးထွားလာတဲ့ American creator တဦးပါ။နာမည်ရင်းကတော့ Darren Watkins ဖြစ်ပါတယ်။သူ့ရဲ့အားကစားအကြိုက်ပျော်ရွှင်စရာ reach တွေကနေတနစ်လျင်$45တန်းကျော်ဝင်ငွေရရှိခဲ့ပါတယ်။နံပါတ်9အသက်10နှစ်အရွယ် American podcast မင်းသမီးဖြစ်တဲ့ Alex Cooper ဟာ Call Her Daddy podcast နဲ့ Spotify deal ကြီးကနေတနစ်လျင်ဝင်ငွေ$50ကျော်ရရှိခဲ့ပါတယ်။နံပါတ်10အသက်26နှစ်သာရှိသေးတဲ့ Edison Ray ဟာထိုက်ကကချင်းရုပ်ရှင် brand deal တွေကနေတနစ်လျင်ဝင်ငွေ$55ကျော်ရခဲ့ပါတယ်။နံပါတ်9အသက်36နှစ် Sweden YouTube legend ဖြစ်တဲ့ PewDiePie ဟာ Gaming Merch brand deal တွေနဲ့တနစ်လျင်ဝင်ငွေ$60ကျော်ရရှိခဲ့ပါတယ်။နံပါတ်6အသက်40နှစ်ရှိပြီး inspirational storytelling YouTuber ဖြစ်တဲ့ Dharma ဟာသူ့ရဲ့ studio merch streaming deals တွေနဲ့တနစ်လျင်ဝင်ငွေ$65ကျော်ဝင်ငွေရခဲ့ပါတယ်။နံပါတ်9အသက်30နှစ်ရှိတဲ့ Logan Paul ဟာ Time Hydration Boxing YouTube content တွေနဲ့တနစ်လျင်ဝင်ငွေ$80ကျော်ဝင်ငွေရရှိခဲ့ပါတယ်။နံပါတ်4အသက်26နှစ်သာရှိသေးတဲ့ Uzbekistan နိုင်ငံသား Karen Kamil Creator ဟာ OnlyFans နဲ့ Modeling လောကမှာအမြင့်ဆုံးဝင်ငွေရှာသူတဦးပါ။တနစ်လျင်ဝင်ငွေ$85ကျော်ရရှိခဲ့ပါတယ်။နံပါတ်3အသက်29နှစ်ဖြစ်တဲ့ Instagram Queen Kylie Jenner ဟာ Kylie Cosmetics နဲ့ brand deal တွေကြောင့်တနစ်လျင်ဝင်ငွေ$80ကျော်ရရှိခဲ့ပါတယ်။နံပါတ်2အသက်24နှစ်သာရှိသေးတဲ့ American တရုတ်ဆောင်မင်းသမီး Jenna Ortega ဟာ OnlyFans acting endorsement တွေနဲ့တနစ်လျင်ဝင်ငွေ$90ကျော်ရခဲ့ပါတယ်။နံပါတ်အသက်28နှစ်သာရှိသေးတဲ့ YouTube creator လောကရဲ့မင်းသားလို့လူသိများတဲ့ Mobius နာမည်ရင်းက Jamie Donaldson ဟာသူ့ရဲ့ mega budget YouTube videos Feastables chocolate brand merch empire sponsorship deals တွေကနေတနစ်လျင်ဝင်ငွေ$100ကျော်ဝင်ငွေရရှိခဲ့ပါတယ်။2026ရဲ့ creator economy မှာဘယ်သူမှမပြိုင်နိုင်အောင်ထိတ်ဆုံးမှာရပ်တည်နေသူပါပဲ